အပိုင်းနှစ်လေးရဲ့အစမှာတော့ပုံမြင်နေတဲ့မှာဘာမှအလုံးမလုံးပဲပကြီးပဲတိုက်ဆွဲနေတဲ့လူတယောက်ကိုတွေးရမှာဖြစ်ပြီးတော့အဲ့ဒီကောင်လေးကိုလည်းလက်သမီးတယောက်ကြည့်ပြီးပကြီးဆွဲတာလည်းကောင်းတယ်လို့ပြောလိုက်ခဲ့ပါတယ်။ကောင်းလေးကလည်းပကြီးဆွဲတာကိုလူကြီးတွေကခလေးတွေအတွက်စိတ်ကူပြီးရေးပေးတာကြောင့်ကောင်းတာဖြစ်လို့သူကိုယ်တိုင်လည်းကြိုက်တယ်လို့ပြောလိုက်ပါတယ်။ရှက်မနေပဲကိုယ့်ရဲ့ဝါသနာကိုလှုပ်ဖို့နဲ့ကိုယ့်ဘက်မှာကိုယ်ပဲရှိတယ်လို့နတ်သမီးကပြောပြတဲ့ပုံမျိုးနာနာကတယောက်ဖတ်နေခဲ့တာပါ။နောက်တော့အတန်းလေးကအတန်းပေါ်တုံးရောက်လာခဲ့ပြီးအခုချိန်ဒီဒါမျိုးတွေလုံနေတော့ပဲလားသူများတွေနဲ့မတူတာလဲကောက်ပါရတယ်လို့ပြောပြီးတော့ထွက်သွားခဲ့ပါတယ်မဖြစ်နိုင်တာကိုစိတ်ထဲပြောနေနာနာကတယောက်ကြံနေခဲ့ပါတယ်စာအုပ်ဆိုင်တစ်ဆိုင်ကိုနာနာကရောက်တော့သူမကြိုက်တဲ့ပုံမြင်စာအုပ်တွေကလူတွေရဲ့နှလုံးသားကနေလာတဲ့ဂျိုရာဆိုတဲ့နတ်သမီးလေးကြောက်ဖတ်နေပြီးညရကြလာတာကြောင့်တုတ်ပြီးထွက်လာခဲ့ပါတယ်အခုလက်ရှိချိန်မှာတော့နာနာကတယောက်ဂျိုရာပုံမြင်လေးကသူမကိုလမ်းပြဲခဲ့တာဖြစ်တာကြောင့်အခုချိန်ထိသူမကြိုက်တာကိုလုံနိုင်နေခဲ့ရတာကြောင့်လို့တွေးနေခဲ့ပါတယ်နောက်တော့နာနာကမုတ်စားနေတော့တခုခုကျွေးဆိုတဲ့ဥစားတို့အတန်ထွက်လာခဲ့ပါတယ်။နောက်တစ်ခါမှာတော့နာနာကာနဲ့ဆတ်စကေတို့နှစ်ယောက်ဈေးဝယ်ထွက်နေတာကိုဆတ်စကေကလက်သွဲတာကြောင့်နာနာကာတယောက်ရှက်နေပါပြီ။စူပါမားကတ်ကနေဈေးဝယ်ပြီးတော့အိပ်ပြန်ခဲ့ကြပါတယ်။ဥစားတို့စီစားစရာတော့ပို့တော့ပြန်လဲလမ်းမှာနန်းခဲ့ကြသေးလားလို့မေးလိုက်တော့နာနာကာဖြေမှုအချိန်မှာပဲဆတ်စကေတယောက်အခန်းထဲဝင်လာခဲ့ပါတယ်။နာနာကာနဲ့ဆတ်စကေတို့နှစ်ယောက်ကိုကြည့်ပြီးချစ်ကြည်မနူကိုနဲ့ဗိုက်စာနေပြီးဖြစ်တယ်လို့ဥစားတို့ကပြောလိုက်ပါတယ်။နာနာကာကတော့ဟင်းချက်နေဆတ်စကေပြောတဲ့ရီစားဟန်ကြောင့်ကြောက်သွေးနေပြီးအသွေးတွေလည်းလွန်နေခဲ့ပါတယ်။နောက်ပြီးရီစားကိုတခါမှမထားဘူးလို့ဟန်ဆောင်ရီစားမလုတ်သက်ကြောကပြောချလိုက်ပါတယ်။ဆတ်စကေကတော့နာနာကာအနေနဲ့အစင်မပြေလဲနောက်ကျရင်ဘလို့ကြိုက်သွားကြမလဲဆိုတော့မသိပြီးအပြုံးအနေနဲ့ပြောနေပြီးချွေချနေပါပြီ။ဟင်းချက်နေနာနာကာကအင်ကြီးပေးသွားလို့အပေါ်အင်ကြီးချွတ်လိုက်တော့ဥစားတို့ကလည်းဖိတ်ခေါ်နေတာလားဆိုပြီးဝင်ချလာပါတယ်။နာနာကာကတော့လန့်နေပြီးနောက်တော့ဟင်းဆိုပြီးပြောချလိုက်တော့စိတ်အေးသွားခဲ့ပါတယ်။တော့ရတာတူထမင်းစားခဲ့ကြပြီးဆတ်စကေကနေရနေဖြက်ရှိတာကိုပိုင်စင်တိဝိုင်းအစင်မပြေဘူးလို့ပြောလိုက်တော့ဥစားတို့ကလည်းပိုင်စင်ဟာသူ့ပြေဖြစ်ပေမဲ့အခန်းလာကနဲ့အခန်းစရိတ်တော့ပုံမှန်ပေးပါတယ်လို့ပြောပြလိုက်ပါတယ်။နောက်တော့ဥစားတို့ကလည်းဒီတိုင်းကနေမန်ဂဆရာတို့အန်နီမီဖန်တီးတွေနဲ့တရားနေပဲစားကြတာလို့ပြောလိုက်တော့နာနာကတယောက်အပြော်လေးလိုနေပါပြီ။သူမအနေနဲ့ဒါကြောင့်ဒီတိုင်းမှာပြောနေတာပြီးသူမအကြိုက်ဆုံးအန်နီမီတွေနဲ့မန်ဂါတွေကလည်းဒီကနေစပြီးအောင်မြင်လာတော့ဒါကနတ်ဖျားနန်းတော်များလားဆိုပြီးတင်စားနေပြီးဥစားတို့လည်းကြီးစိုးတွေတင်နေခဲ့ပါတယ်။ဥစားတို့တော့ရှက်နေပါပြီ။တစ်ဖက်မှာတော့နာနာကတယောက်ဆတ်စကေအေးစိတ်မှုကိုခံစားလိုက်ရပါတယ်။အပုံငလောက်ကတော့သူလဲဆွဲတတ်တယ်ဆိုပြီးဆတ်စကေတရားတော့ကောက်ဆွဲလိုက်တာကြောင်မဟုတ်တဲ့ကြောက်ပူကြီးထွက်လာခဲ့ပါတယ်။ဥစားတို့ရဲ့ဆတ်စကေအလောက်ကကိုတီးကျင်နေပြီးရီစားဖြစ်တဲ့နာနာကာကိုမေးချလိုက်ပြီးနာနာကာဘက်မှာတော့ဟန်ဆောင်ရီစားဆိုပေါ်သွားမှဆိုလို့တစ်ဖက်ကနေပဲဥစားတို့ကိုတီးတလို့နဲ့ပြန်မေးလိုက်တော့ဟိုကလည်းဟိုပဲလဲလူတတ်ဓမ္မအပြုံးနဲ့လူတတ်ဓမ္မဆိုပြီးပြောချလိုက်ပါတယ်။လူတတ်ဓမ္မဆိုဥစားတို့ကိုအရင်တတ်မှလို့ဆတ်စကေကပြောပြီးထမင်းစားပြီးဂိမ်းဆွားမယ်လို့အချိန်ပဲလို့ပြောပြီးဥစားတို့သူပြောပြီးတာနဲ့သူပဲအိပ်ပျော်သွားခဲ့ပါတယ်။နောက်တော့ဆတ်စကေလည်းပြန်သွားပြီးနာနာကာကတော့ပုံမြင်ကြောက်ဆက်တွေ့ခဲ့ပါတယ်။နတ်သမီးလေးကတော့ကောက်လေးကိုအသက်ကြီးပေမဲ့ခလေးစိတ်ဖြစ်ပြီးသူမအနေနဲ့အမှန်တရားကိုပြောနေတာဖြစ်ပြီးအမားဆိုတာပြင်လို့ရကြောင်းပြောပြခဲ့တယ်။နောက်ဆိုတော့သူမကလည်းဂျိုရာလိုမျိုးသူမရဲ့ဝါသနာတွေကိုလက်ခံတဲ့လူတွေနဲ့တွေ့နေပြီးဂျိုရာလိုမျိုးသူမရဲ့ဘဝကလည်းဆက်နေခဲ့ပါပြီ။အပိုင်းနေ့လေးကတော့ဒီမှာပဲအဆုံးသတ်သွားပါပြီ။ပိုင်းတော့တော့နောက်နေ့လာပါမယ်ဗျ။